ယူအိုင်သူပန်ပုံပွင့်လာမယ်နော်ဒီမှာပွင့်လာပြီကဲပွင့်လာပြီဆိုကျွန်တော်တို့အရင်သက်ယူလာတဲ့ပတ်စံကိုကျွန်တော်တို့ဒီမှာထည့်လိုက်မယ်နော်အရင်လိုပဲပေါ့ထည့်နေကြတယ်ထည့်လိုက်မယ်နော်အားလုံးမင်္ဂလာပါခင်ဗျာဘိုဘိုထွန်း channel မှာကြိုဆိုပါတယ်ဒီတစ်ခါကျွန်တော်ပြန်လည်မျှဝေပေးမှာကတော့အခုလက်ရှိဒီထိုင်ဖန်နဲ့ပန်ပုံးတွေ update လုပ်လိုက်ပြီးတော့ဒီပတ်စံထည့်တဲ့ပြဿနာလေးပေါ့နော်နည်းနည်းစီသွားတာပေါ့နော်ပတ်စံထဲနဲ့ပြဿနာလေးစီသွားတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပတ်စံထဲလို့ရမယ့်နည်းလေးကိုနော်ပြန်လည်ပြီးတော့အမြောက်ဝေးမှာဖြစ်ပါတယ်နော်ဒီထိုင်ပန်နဲ့ပန်ပုံးမှာပတ်စံလာထည့်ရင်ဘယ်လိုထည့်ရမလဲဆိုတာနော်ဒါကတော့ဒီဘန်ကတ်စီးတဲ့လူတွေပဲထည့်လို့ရမှာဖြစ်ပါတယ်နော်ဘန်ကတ်မရှိလို့ဆိုရင်လာပြီးတော့ထည့်လို့မရဘူးပေါ့နော်ကဲအရင်ဆုံးကျွန်တော်ဘယ်လိုစလုပ်မလဲဆိုတာပြောပြမယ်နော်အရင်ဆုံးကျွန်တော်တို့ဘန်ကတ်စီးတယ်ဟလားဘန်ကတ်စီးတဲ့လူတွေလို့ဆိုရင်ကျွန်တော်တို့ဘန်ကတ်ကိုပါယူလာမယ်နော်ကဲပတ်စံထည့်ရမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီနေရာကိုအရင်နှိပ်မယ်နော်နှိပ်ပြီးလို့ဆိုရင်ကျွန်တော်ဒီမှာပေါ်လာမယ်နော်အမှန်ဒီမှာဒီလိုမျိုးပေါ်လာလို့ဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးကနေရာနှိပ်မယ်နော်အပေါ်ဆုံးကခလောက်နှိပ်မယ်နော်ကဲပြီးလို့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီနေရာကြတော့ထည့်လို့မရဘူးနော်ဒါကြတော့ဟိုဘတ်ပချာချုံပေါ့နော်ထိုင်းနေသုံးမရတယ်ပေါ့နော်ဒီအပေါ်နေရာကိုကျွန်တော်တို့ယူရမယ်နော်အပေါ်ဆုံးနော်အပေါ်ဆုံးကျွန်တော်ယူလိုက်မယ်ပြီးလို့ဆိုရင်ဒီလိုပေါ်လာလို့ဆိုရင်ကျွန်တော်တို့မှာယူလာတဲ့ဘတ်ကိုကျွန်တော်တို့ပန်ပုံးနဲ့ထည့်လိုက်မယ်နော်ဒါတော့ဘန်ကတ်စီးတဲ့လူတွေပဲရမယ်နော်ဘန်ကတ်မစီးတဲ့လူတွေဆိုရင်လုံးမရအောင်နော်ပြီးလို့ရှိရင်ကျွန်တော်တို့၄ဝက်နံပါတ်6လုံးထည့်မယ်နော်ဘန်ကတ်ရဲ့၄ဝက်နံပါတ်6လုံးနော်UI ဆိုလို့ရှိရင်ဒီလိုပဲပေါ်လာမယ်နော်ဒီတိုင်းပေါ်လာမယ်နော်နှိပ်သွားလို့ဆိုရင်ပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ဆုံးကထိုင်မှာနှိပ်အောင်နှိပ်လိုက်မယ်နော်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဘန်နံပါတ်10လုံးရိုက်ထည့်မယ်နော်ဘန်နံပါတ်ကိုရဲ့စာအုပ်ရဲ့ဘန်နံပါတ်10လုံးနှိပ်ဝိုင်းဆိုလို့ဆိုရင်ကျွန်တော်တို့ဒီနေရာလေးနှိပ်မယ်နော်အပေါ်ကခလောက်လေးယူအိုင်သူပန်ပုံးပွင့်လာမယ်နော်ဒီမှာပွင့်လာပြီကဲပွင့်လာပြီဆိုကျွန်တော်တို့အရင်သက်ယူလာတဲ့ပတ်စံကိုကျွန်တော်တို့ဒီမှာထည့်လိုက်မယ်နော်အရင်လိုပဲပေါ့ထည့်နေကြတယ်ထည့်လိုက်မယ်နော်ပထမတော့ကျွန်တော်နော်ပထမဗီဒီယိုမှာပြရတာကြတော့ဒါကျွန်တော်နီလန်းရှာမတွေ့သေးခြင်းပေါ့နော်အခုကနီလန်းစာတွေ့ရလို့ကျွန်တော်တင်ပေးတာဖြစ်ပါတယ်နော်အကလုံးပတ်စံ1000နဲ့2000ပေါ့နော်1000နဲ့17ရွက်နဲ့ဟုတ်တယ်ပေါ့900နဲ့2ရွက်နဲ့1000နဲ့17ရွက်နော်1000โอเคပြီးတော့ဆိုတော့ကျွန်တော်ဒီကဘောကစာလုံးနှိုက်လာမယ်နော်ဒီတန်းစာရွက်လုံးနှိုက်ပြီးတော့ဆိုရင်မှန်ကန်ပြီဆိုတဲ့ကြောင့်တစ်ခါနောက်တစ်ခါထပ်နှိုက်မယ်နော်အရင်ကဆိုရင်ကျွန်တော်တို့ဘန်ကတ်ထည့်ကြရမလို့เนาะအခုကသူက2မျိုးရှိတယ်ဘန်ကတ်ထည့်ရမယ်ဘန်ကတ်မထည့်လို့ဆိုရင်ဆိုင်းရဲ့ပတ်ပတ်ချကျွန်တော်ထည့်ရမှာပေါ့เนาะโอเคအခုဆိုလို့ဆိုရင်ဒါကျွန်တော်တို့ပြီးသွားပြီเนาะပတ်စံထည့်လာတယ်မှာတိโอเคเนาะအခုဆိုလို့ဆိုရင်ဒါပြီးသွားပြီပေါ့เนาะပတ်စံထည့်နေနီးလေးကဲအားလုံးအဆင်ပြေကြပါစေเนาะကျွန်တော်အခုကိုပြတဲ့နီးလေးကိုကြည့်ပြီးတော့เนาะပတ်စံအားလုံးထည့်လို့လည်းအဆင်ပြေကြပါစေပထမကတော့ကျွန်တော်ကတော့စာအုပ်နဲ့မှပန်မှာထည့်လို့ရတော့မှအနေထားလို့ပေါ့နော်အခုကတော့မဟုတ်တော့ရပါဘူးเนาะကဲအားလုံးမင်္ဂလာပါเนาะတဒါ